ဒီနေ့ကတော့ Osaka ရောက်တာဒုတိယမြောက်နေ့ဖြစ်ပြီးတော့ Universal Studio Japan USJ ကိုသွားမှာပါ USJ ကမနက်9:00 နာရီမှစောက်ဖွင့်ပါတယ်သွားတဲ့အချိန်ကလည်းရုံးချိန်ဆိုတော့ train station မှာလူတွေကိုအများကြီးပဲပြီးတော့ဒီမှာ train station တစ်ခုမှာ station အခွဲတွေကအများကြီးဆိုတော့ကိုသွားမဲ့ station ကိုရှားတာလည်းတော်တော်လေးကိုတိုင်ပတ်တယ်ရှာရင်ဖွင့်နေနောက်ဆုံးတော့ကိုစီးရမယ့် station ကိုရောက်ပါပြီဒါတော့အိန္ဒိယရထားကိုဘတ်မှာစီးသွားလို့နောက် station မှာဆင်းပြီးပြန်ချိန်ရသေးတယ်ကဲ Universal Studio ရောက်ပါပြီဒီမှာကတော့ကလေးတွေထက်လူငယ်တွေလာကြတာပုံများတယ် Disney ဆိုလို့ရှိရင်တော့ကလေးတွေနဲ့မိသားစုလိုက်တွေသွားကြတာပုံများတယ်ထင်ပါတယ်ဒီမှာကတော့ family ဆိုလဲteenager တွေနဲ့ family လိုက်လာတာမျိုးဒါမှမဟုတ်teenager တွေအဖွဲ့လိုက်လာကြတာမျိုးတွေပုံများတာပေါ့နော်ကိုရီးယား Harry Potter fan ဆိုတော့ပထမဦးဆုံးသွားခဲ့တာတော့ Harry Potter theme park ပေါ့နော်လမ်းမှာအခုလိုဓာတ်ပုံရိုက်စရာနေရာတွေအများကြီးတွေ့ပေမဲ့လို့ Hogwarts Castle မှာ 5D စီရမယ့်ဟာအကျူရမ်းရှိနေမှာဆိုလို့အဲ့ဒီကိုအရင်အမြန်ပြေးရတာအခုဝင်ချင်းမှာမြင်လိုက်ရတဲ့ Hogsmeade view ကြီးကတော့လုံးဝမျက်လုံးထဲကမထွက်ဘူးပေါ့နော် first time လည်းဖြစ်တဲ့အခါကျတော့ရန်နေ excited ဖြစ်တာဒီဟာကိုမြင်လိုက်ရတဲ့အချိန်မှာဒါတော့ Hogwarts Castle ကြီးကိုပထမဦးဆုံးမြင်လိုက်ရတဲ့မြင်ကွင်းမှာရုပ်ရှင်တွေက Castle နဲ့တော်တော်လေးတူအောင်လုပ်ထားတဲ့အရန်မိုက်တယ်ဒီထဲမှာ 5D rides တခုရှိရပေါ့နော်သူက Harry Potter ရဲ့ Goblet of Fire ရဲ့ Dragon နဲ့ fight တဲ့အခါ base လုပ်ပြီးတော့ ride လုပ်ထားတာစီးဘူးသမျှ 5D တွေထဲမှာအမိုက်ဆုံးပဲရောက်တာကအရန်မစောတဲ့အခါကျတော့ကြို45မိနစ်လောက်စီလိုက်ရတယ်တွင်းထဲကိုဝင်သွားတဲ့အချိန်မှာလဲ Hogwarts Castle ကြီးထဲရောက်သွားသလိုမျိုး decoration လုပ်ထားတော့ကျူစီရတာအရန်ကြာတယ်လို့မခံစားရတော့တခုပဲပြောစရာရှိတာ character တွေအကုန်လုံးကဂျပန်လိုပြောနေတော့နားမလဲတာလည်းတခုပြီးတော့နားလည်းမရင်ဘူးပေါ့နော် Harry Potter ဆိုရင် English လိုပဲအမြဲနားထောင်နေကြကြည့်နေကြဆိုတော့အဲ့တခုကတော့တော်တော်လေးအဆင်မပြေဘူးတမျိုးကြီးပဲここでは思わぬことが起きるからねここにいるとဒါကတော့ Japanese speaking something head ပါအခုကတော့ hippogriff ဆိုတဲ့ ride နောက်တစ်မျိုးစီးဖို့အတွက်ကို Hagrid ရဲ့အင်္ဂလိပ်ရှင်းမှာကျူစီနေတာပါသူက roller coaster လိုပုံစံမျိုးပေါ့နော်ဒါပေမဲ့အရန် extreme မဖြစ်ဘူးခလေးတွေလည်းစီးလို့ရတယ်ခုံလေးတွေကတေးသေးလေးတွေဆိုတော့အရန်ရှင်စီးလို့မရပါဘူးကိုရီလည်းကျူကြိုင်းစီပြီးမှယောက်ျားကဒူးနဲ့မလို့လို့မစီးခဲ့အောင်ကိုကတော့ရတယ်သူကအရက်က9ပေ9လောက်ရှိတဲ့အခါကျတော့အဆင်မပြေဘူးပေါ့နော်အဲ့ဒါနဲ့တယောက်တည်းလည်းမစီးရတာနဲ့မစီးခဲ့လိုက်ဘူးအဲ့ဒီအတွက်သူတို့ကနောက် ride တခုအတွက်ကို express ticket တခုအစားပြန်ပေးရပေါ့နော်ကိုကျူစီခဲ့ရတဲ့အတွက် Harry Potter theme park ကိုလည်းပြသတဲ့အချိန်မှာတော့ Minion Wall ကိုဆက်သွားခဲ့ပါတယ် Minion Wall မှာက rides တွေအကုန်လုံးကကျူရှိတဲ့အခါကျတော့ခုနရခဲ့တဲ့ express ticket ကိုဒီမှာပဲသုံးလိုက်မယ်ဆိုပြီးတော့ဒီက rides တခုမှသုံးခဲ့ရပေါ့နော်သူလည်း language က Japan လိုပဲပြောတာပေါ့နော် Minion ကလည်း Japan လိုပဲပြောတော့ရဟို funny ဖြစ်တယ်အဲ့ဒီကနေပြီးတဲ့အချိန်မှာ Nintendo World ဆက်သွားခဲ့အောင်ပေါ့နော်။သူကဖွင့်ထားတာတော့မကြသေးဘူး။ဒါပေမဲ့လာတဲ့သူတွေကအရန်များတဲ့အခါကျတော့သူ့ထဲဝင်ဖို့အတွက်ကို booking တက်ထပ်လို့ရတာပေါ့နော်။အဲ့တော့ booking လုပ်ထားတဲ့ time range အတွင်းမှာပဲဝင်လို့ရတယ်။ Millennial တွေမှာ Super Mario မစော့ဘူးတဲ့လူမရှိတဲ့လောက်ပဲနေနော်။အဲ့တော့ဒီ theme park ကလည်းတော်တော်လေးကိုနမိတ်ကြီးတယ်။ဒီမြင်ကွင်းကတော့ဘာမှပြောပြစရာမလိုအောင်ရင်းနှီးပြီးသားဖြစ်မှာပါနော်။ကိုရီး secondary school အချိန်ကတော့မှတတိယသွားပြီလုံးဝ nostalgic feeling ကိုပြန်ရတယ်ပေါ့နော်ဒါလေးကိုမြင်လိုက်ရတဲ့အချိန်မှာအဲ့နဲ့ဝမ်းသာအားရတဲ့အဲ့ဘော ride ကိုစီးမယ်ဆိုပြီးတော့ကျူသွားစီတာနောင်တိုင်းတပွေတစ်ပိုက်ကြီးနဲ့ပြန်လာကျူကအရန်ရှိပြီးတော့တော်တော်စီလိုက်ရတာပေါ့နော်2နာရီလောက်ကြာသွားတယ်အဲ့ဒီမှာတင်ပြီးတော့ rice ကဘာမှမဟုတ်ဒီတိုင်းပဲယူယူလေးပဲလိမ့်လေးလှိမ့်ပြီးသွားတာကလေးလေးတွေစီးကြတာပေါ့နော်များတော့အပြင်ကိုတွေပဲအတောက်ကကျန်တဲ့သူတွေကအကုန်လုံးကလေးနဲ့လူကြီးနဲ့အဲ့လိုမျိုးပဲစီးကြတာများတယ်ပေါ့နော်ဒါမှဘာပဲပြပြငယ်ငယ်တော့ရမ်းစော့ခဲ့တဲ့ဂိမ်းတွေမှာကိုတိုင်းဝင်ပြီးတော့စီးရတာဆိုတော့အမှတ်တရတော့ဖြစ်တာပေါ့နော်မပြန်ခင်မှာ Hogwarts Castle ကိုနောက်ဆုံးတစ်ခေါက်သွားကြည့်ပြီးဓာတ်ပုံလေးရိုက်ပြီးတော့မှပြန်လာခဲ့တယ်ပေါ့နော်အဲ့တော့တနေ့လုံးက Harry Potter theme park ရဲ့ Nintendo World ရဲ့ Minion World ရဲ့အသုံးကူနဲ့တနေ့ကုန်သွား Hollywood ဘက်ကိုလုံးဝမရောက်လိုက်ဘူး USJ ကပြန်ပြီးတော့ Osaka Tower နာကိုဆက်သွားခဲ့တာပေါ့နော်အိမ်မှာတင်တာလဲစားရင်အိမ်နာတစ်ဝိုင်းလိုက်ရှောက်ဖတ်ကြည့်တာပေါ့ဂျပန်မှာလေခဲ့သမျှမှာလေးပဲ activity ကိုအကြိုက်ဆုံးလဲဆိုရင်အဲ့လိုအစားအသောက်တွေလိုက်ရှာပတ်စားရတာကိုအကြိုက်ဆုံးပဲဘယ်ချိန်ကိုအကြိုက်ဆုံးလဲဆိုညဘက်ကိုအကြိုက်ဆုံးပဲ City Life ကအရန်ဟိုပဲလင်းရှင်းပြီးတော့အရန် alive ဖြစ်တယ်အရန်မိုက်တယ်ပေါ့နော်
င်နာကတော့အဲ့နားပဲ curry ဆိုင်မှာဝင်စားခဲ့ပါတယ်sausage curry နဲ့ pork chop curry ပေါ့နော်အရင်စားလို့ကောင်းတယ်ဒီမှာလေထမင်းကိုတူးနဲ့ပဲစားတာဆိုတော့ဆိုင်နေတော်တော်များများဇုံးမပေးဘူးအဲ့တော့ခင်းနဲ့တူနဲ့အဲ့လိုမျိုးစားရတာဆိုတော့ဇုံးခင်းနဲ့စားနေကြလို့ပြောဆိုရင်တော့သိအဆင်ပြေမှာမဟုတ်ဘူးစားတော့ကတော့လေဂျပန်ပဲဆိုင်မဲဝင်စားကောင်းတာများတယ်ဒီဆိုင်ဆိုရင်လည်းဒီတိုင်းပဲဝင်စားလိုက်တာပေါ့နော်အမှန်ကအဲ့နာပဲနောက်ထပ် curry famous ဖြစ်တဲ့ curry ဆိုင်တစ်ဆိုင်အောင်သွားသေးတယ်ဒါပေမဲ့ဆိုင်ကပြည့်နေပြီးတော့ဆိုင်ကြီးကလည်းတေးသေးလေးလူတွေကလည်းစားနေကြတော့ဆိုတော့အကြာကြီးဆောင်းအောင်မနဲ့ပါနဲ့ဆိုတော့တွေ့တဲ့ဆိုင်ပဲဝင်စားရတာပေါ့နော်ဒါပေမဲ့လည်းဒီဆိုင်လေးလည်းတော်တော်လေးစားလို့ကောင်းတယ်တင်နာစားပြီးတော့အရင်ရက်ကမစီးခဲ့ရတဲ့ river cruise ကိုဒီနေ့မှသွားစီးခဲ့ရပေါ့နော်โอซาก้า night life ကိုခုလိုမျိုး river cruise ပေါ်နေပြီးတော့ enjoy ရတဲ့ feeling ကလည်းတစ်မျိုးလေးပေါ့နော်ဒီနေရာကလေဟိုတလောကမှမီးလောင်သွားခဲ့တာလေအဲ့ဒီဂျားတွေကပေးတင်လေးတစ်ခုပေါ့နော်ရန်နှမြောက်ဖို့ကောင်းတယ်ဟို tourist attraction တွေဟာဒီမှာအဲ့လိုမျိုးဖြစ်သွားတာဆိုတော့ This is the iconic of Dotonbori. It must on our way back. We're gonna come back here andဂျပန်မှာလေ breakfast ရဲ့ lunch ရဲ့ dinner ရဲ့လို့မရှိဘူးကိုကတခါစားပြီးလို့အစာလေးနည်းနည်းကြေသွားပြီဆိုတာနဲ့နောက်တစ်ထပ်စားတော့ပေါ့နော်အဲ့တော့မှပဲလာတဲ့နှစ်ပတ်အချိန်လေးအတွင်းမှာကို list လုပ်လာသမျှအစားတော့အကုန်လုံးစားလို့ပြီးမအောင်အခုလည်း dinner ခုနလေးစားလာတယ်အခုထပ်စားနိုင်တဲ့အချိန်မှာ sashimi တို့ဘာတို့ငါအကင်တို့ထပ်စားတော့ပေါ့နော်ကဲ Osaka Day 2 vlog လေးကတော့ဒီလောက်ပါပဲရှင် Day 3မှာပြန်တွေ့မယ်